အားလုံးပဲမင်္ဂလာပါ Brain Bite ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမှာကကျွန်တော်တို့ဒီပေါ့နော်အတတ်ပညာတစ်ခုတက်ထားတယ်ပေါ့အတတ်ပညာတစ်ခုဆိုတာကကျွန်တော်တို့မှာခုခေတ်မှာတော့အတတ်ပညာနဲ့ ID နဲ့ပတ်သက်တဲ့အတတ်ပညာကအများကြီးရှိတယ်ပေါ့ကျွန်တော်တို့ဘယ်လို ID နဲ့ပတ်သက်တဲ့အတတ်ပညာတွေလဲဆိုရင်ကျွန်တော်တို့ graphic design နေပြီးကျွန်တော် content writing နေကျွန်တော်တို့လက်ရှိမှာ content writer တွေဆိုတော်တော်များများအဆင်ပြေ content writer ဆိုတော့အမျိုးမျိုးရှိပြီးတော့ကျွန်တော်တို့ခြား translate လုပ်ပေးရတဲ့ service ဘိုင်းနေနောက်ထပ်ကျွန်တော်တို့ရှိတာဒီနောက်ထပ်ကျွန်တော်တို့ခုဆို AI service တွေပါလာတယ်နောက်ထပ်ပြီးတော့ကျွန်တော်တို့ design ဘိုင်းမှာဆိုအမျိုးမျိုး architecture ဘိုင်းမှာဆိုလည်းအများကြီးရှိပြီးတော့ကုန်းနဲ့ပတ်သက်တာလည်းအများကြီးရှိပြီးတော့ကျွန်တော်တို့ဒီ security နဲ့ပတ်သက်တဲ့ဟာတွေလည်းအများကြီးရှိတယ်ဒီဟာတွေကိုတက်ကြွထားတယ်တက်ကြွထားပြီးတော့ကျွန်တော်တို့အလုတ်ကိုင်ပေါ့နော်အလုတ်ကိုင်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အပေါ်ဝင်ငွေလည်းရှာခြင်းတယ်ပြီးတော့အလုတ်လည်းလုပ်ချင်တယ်တချို့ကြတော့လည်းအလုပ်ချားမှမလုပ်ဘဲနဲ့ကိုယ်ပိုင်ကို freelance လုပ်နေတယ်ပေါ့ကျွန်တော်ဆိုလဲအခုလက်ရှိမှာဆိုရင်တချို့ကျွန်တော်မှကိုယ်ပိုင်လုပ်ငန်းတွေရှိတယ်ဆိုပေမဲ့ခြား freelance ကျွန်တော်ကွာတာပါတယ် freelance လုပ်တာလေးတွေရှိတယ်အဲ့လိုမျိုးလုပ်ချင်နေတဲ့လူတွေတို့တကယ်ကိုအဆင်ပြေပြီးတော့တကယ်ကိုအသုံးဝင်ပြီးတော့တကယ်ဝင်ငွေရှာနိုင်မဲ့ပတ်စံရှာနိုင်မဲ့ပြောရရင်ကျွန်တော်တို့ professional level တယောက်ရှိတဲ့လူတွေအတွက်ပတ်စံရှာနိုင်မဲ့ website လေးတွေကိုကျွန်တော်ပြောပြပေးပါမယ်အရင်ဆုံးကျွန်တော်ပြောပြရတာဒါ freelance website ပေါ့နော်ဒီမှာကျွန်တော်ကိုပြထားတဲ့ဒါကတော့ဒါကကျွန်တော်စုထားတာအဆင်မပြေလို့ရိုက်ဒီ AI ကနေပဲစုပေးထားတာဒါပေမဲ့ဒီထဲမှာကျွန်တော်တကယ်ဟိုဘယ်လိုပြောမလဲဆိုတော့တကယ်ကိုအလုပ်ဖြစ်တယ်ပေါ့နော်တကယ်ကိုအလုပ်ဖြစ်တဲ့တကယ်ကိုအဆင်ပြေတဲ့ website လေးတွေကိုကျွန်တော်ဒီဟာကိုကျွန်တော်ဘာလုပ်ပေးမလဲ sharing လုပ်ပြီးတော့ကျွန်တော်ပြောပြပေးသွားမယ်တကယ်ညွှန်ပေးသွားမယ်အဲ့ဒီမှာကျွန်တော်ဘယ် website ကတကယ်အဆင်ပြေလဲဆိုတာကျွန်တော်ကိုယ်တိုင်လည်းဝင်ပြီးတော့လုပ်နေတဲ့ website တွေကိုကျွန်တော်ထည့်ပြီးတော့ပြောပြပေးသွားပါမယ်နံပါတ်1အနေနဲ့ကျွန်တော်ပြောပြချင်တာကမြန်မာပြည်မှာဆိုရင်ကျွန်တော်တို့ website ဆိုရင်ကျွန်တော်မြန်မာ freelance hat ဆိုတာလူတိုင်းသိမှာပါမြန်မာ freelance hat ဆိုမြန်မာ freelance hat ကတော်တော်များများကျွန်တော်ဒီထဲမှာဆိုကျွန်တော်ဘာဝင်လုပ်ဘူးလဲဆိုတော့ဒီမြန်မာ freelance hat မှာဆိုရင်ဒီထဲမှာဆိုကျွန်တော်အရင်တော့ content writer လေးလုပ်ဘူးတယ် graphic designer လေးလုပ်ဘူးတယ်အဲ့ logo ဆွဲတာတော့ပေါ့ပြီးတော့ကျွန်တော်တို့ web developer နဲ့ပတ်သက်တဲ့ဟာတွေ web design နဲ့ပတ်သက်တာတွေကိုကျွန်တော်ဒီမှာဝင်ပြီးတော့လုပ်ဘူးတယ်အဆင်ပြေပါတယ်ဒီခုလက်ရှိပါဆိုရင်မြန်မာ freelance hat ကလည်းအဆင်ပြေတယ်တော်တော်အဆင်ပြေတဲ့ website ထဲမှာပါတယ်တကယ်ဟိုပါပေါ့နော်ကျွန်တော်တို့အလုပ်ကတော့သူများကျွန်တော်လက်ခံပြီးမှ client ဘက်ကလက်ခံပြီးသွားရင်တော့ client နဲ့ညှိပြီးတော့တေချာလေးလုပ်ဖို့တော့လိုတာပေါ့တကယ်လှုပ်ဖြစ်ချင်းတကယ်လှုပ်တဲ့လူတွေအတွက်ကတော့မရှားပါဘူးဒီမြန်မာ freelance hat လေးလည်းမစိုးပါဘူးမြန်မာ freelance hat ကတော်တော်အဆင်ပြေပါတယ်ဒီထဲမှာကဘာဖြစ်လို့လဲဆိုတော့မြန်မာ website ဖြစ်တဲ့အတွက်ဒီထဲမှာကတော့လှုပ်ရှာတဲ့ခါကျရင်လောလောကူနဲ့အဆင်ပြေပါတယ်နောက်ထပ်ဒီကျွန်တော်နာတော့မြန်မာ freelance website ပေါ့အခြား website တွေကတော့ရှိတယ်အများကြီးပဲအရင်တော့ခုနောက်ပိုင်းတချို့ website တွေကအဆင်မပြေတော့ဘူးတော်တော်များများလေ Facebook တို့ကျွန်တော်တို့ LinkedIn တို့ဘာလို့မှပဲသွားလောက်ကြတာဒီကျွန်တော်ကလက်ရှိဒီ website လေးတွေအကြောင်းပြောပြတာFacebook တို့ဘာလို့ group တွေရှိတယ်အဲ့မှာလည်းတွားပြီးတော့ကျွန်တော်တို့ဒီ job တွေအများကြီးရှိတယ်ဒါပေမဲ့ဒီလက်ရှိမှာကတကယ်ကိုယ့်ရဲ့ profile တစ်ခုကိုတိစောက်ပြီးတော့ဒီထဲမှာတကယ်ကျွန်တော်တို့ဘောနော်တကယ်လုပ်တွေကိုတကယ်လုပ်လို့ရတဲ့ website လေးတွေကျွန်တော်တို့ဒီဟာဆိုရင်မြန်မာ freelance hat ပါနောက်ထပ်ကျွန်တော်တို့ဒီ overseas website တွေကိုပြောပြမယ်ဆိုရင်ဒီထဲမှာတော့အများကြီးပဲသူကရေးထားတယ်ဟာတွေအများကြီးပဲဒါပေမဲ့တကယ်ကိုအဆင်ပြေတဲ့ website ဆိုကျွန်တော် Upwork ကိုကျွန်တော်ညွှန်းပါတယ်Upwork ကတော်တော်လေးအဆင်ပြေတယ်ဒီ Upwork မှာဆိုရင်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့သူကအများကြီးရှိတယ်ဒီဟာဆိုလဲရေးထားတယ်ပေါ့နော်ဒီမှာဆိုလဲ design မှာ development နဲ့ ID တွေရေးထား AI service တွေ sales and marketing တွေပြီးရင် writing နဲ့ပြီးရင် admin support တွေ admin ဆိုတာကျွန်တော်တို့ဒီလက်ရှိဆိုရင်ကျွန်တော်တို့ Facebook တို့ပါတို့နောက်ထပ် admin တွေအများကြီးရှိပါတယ် website မှာကျွန်တော်တို့ admin role တွေလုပ်လို့ရတဲ့ဟာတွေအများကြီးပြီးရင်ဒီမှာပတ်သက်တဲ့ဟို finance account တွေပြီးရင်ဒီဟာတွေနောက်ထပ်အများကြီးရှိတယ်ဒီ engineering နဲ့ architecture ဒီ website ဆိုလဲတော်တော်ပြန် Upwork ပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ top pay ဆိုတဲ့ဟာ top 10ပေါ့ top 10ပေါ့ခေါ်ပါ top 10မှာဆိုလဲတော်တော်အဆင်ပြေတယ်ဒါကကျွန်တော်ကိုယ်တိုင်ဒီထဲမှာဝင်လုပ်ပြီးတော့ဒီဟာကအလုတ်ကင်အတွက်အဆင်ပြေတယ်ဆိုတဲ့ဟာကျွန်တော်ပြော top 10မှာကဒါမဲ့ဒီကောင်ကတော့ဟိုနိုင်ငံခြားကျွန်တော်တို့ website တွေဖြစ်တဲ့အတွက် overseas website တွေဖြစ်တဲ့အတွက်ပြောရဲဆိုတဲ့ခါကြရင်တော့နည်းနည်းပါးပါတော့ဟိုကျွန်တော်တို့အနည်းငယ်တော့ကျွန်တော်တို့ဘာသာစကားတစ်ခုကတော့တက်ထားဒီခေတ်မှာလည်းဘာသာစကားကတော့အကုန်လုံးတက်ထားကြပြီးသားပါဒီထဲမှာဆိုရင်တော်တော်အဆင်ပြေပါတယ်ဒီ top 10ဆိုရင်တော်တော်အဆင်ပြေပါတယ်ပြီးရင် top 10
ဒီ top တဲ့ဆိုရင်တော်တော်လေးဒီထဲမှာလည်းအဆင်ပြေတယ်ဒီဟာကအလုံးဒီထဲမှာဆိုကျွန်တော်တို့အပေါ်ကဘယ်လိုပြောမလဲဆိုရင်ကျွန်တော်ဒီ top တဲ့ထဲမှာ top တဲ့ထဲမှာကျွန်တော်တို့ profile တစ်ခုတည်ဆောက်မယ်ကျွန်တော်တို့ရဲ့တက်ထားတဲ့ဟာတွေကိုကျွန်တော်တို့ဒီထဲမှာပေါ့နော်အထဲထဲမှာဒီထဲမှာကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့တက်ထားတဲ့ကျွန်တော်တို့ရဲ့ဟိုအလုပ်ကိုင်းနေကျွန်တော်တို့တက်ကြွထားတဲ့ကျွန်တော်တို့တက်ချမ်းထားတဲ့ဟာတွေ profile လုပ်ပြီးတော့ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ portfolio တစ်ခုစောက်ပြီးတော့ကျွန်တော် portfolio ဆိုတာကိုယ့်ရဲ့ profile တစ်ခုကျွန်တော်တို့လုပ်ပြီးတော့အထဲထဲမှာကျွန်တော်တို့တဲ့ဟိုပါပေါ့ကျွန်တော်တို့လုပ်တွေကိုဒီထဲမှာကျွန်တော်တို့ထည့်ထားလို့ရတယ်ကျွန်တော်တို့ဒီ scale တွေပါတွေအကုန်လုံးပေါ့နော်ဒီမှာခြားကျွန်တော်တို့ဘယ်ကျွန်တော်တို့ဘယ် web developer လာကိုယ့်ရဲ့ position ကဘယ်လိုမျိုးလဲဆိုတာကျွန်တော်တို့ position ဆိုတာကိုလုပ်နေတဲ့ဒီ career ပေါ့ကိုယ့်ရဲ့ career တွေကိုဒီမှာတင်ပြီးတော့ profile လုပ်ပြီးအဆင်ပြေပါတယ်ခုနကကျွန်တော်ပြော app 1နဲ့ဒီထဲမှာဆို top 10ကတော်တော်အဆင်ပြေပါတယ်ကျန်တဲ့ဟာတွေကတော့ကျွန်တော်လည်းဝင်ပြီးတော့မကြည့်ဘူးတဲ့အတွက်အဆင်မပြေပါဘူးနောက်ထပ်ဟာ remove job နဲ့ပတ်သက်ပြီးတော့ remove job ဆိုတာကဒီမှာဆိုလည်းရှိတယ်ကျွန်တော်99တို့ဒီ container ဆိုလည်းမဆိုဒီ container ကကျွန်တော်ဝင်တော့မလုပ်ဘူးမြင်တချို့ပြောတဲ့ဟာက container မှာလည်းအဆင်ပြေတယ်လို့တော့ပြောတယ်တချို့က container မှာတချို့ဘယ်လိုပြောမလဲဒီမှာက container ကဘာလဲဆိုတော့အဓိကကတော့ container site ကသူကတော့သူ့မှာလည်းအဲ့လိုမျိုးပဲကျွန်တော်တို့အခြားကျွန်တော်တို့ freelance လုပ်လို့ရတဲ့ဟာတွေအများကြီးရှိတယ်ဒီထဲမှာလည်း container ထဲမှာလည်းကျွန်တော်ကတော့ကိုယ်တိုင်ဝင်မလုပ်ဘူးနဲ့အခြားလူတွေပြောတဲ့ဟာကိုကျွန်တော်ကြားဘူးဒါပေမဲ့အဲ့ဒီမှာအဆင်ပြေတဲ့ဟာကတော့ကျွန်တော်ဒီ app 1နဲ့ top 10ကတော့တော်တော်လေးကို okay ပါတယ် app 1နဲ့ top 10ကတော့ကျွန်တော်ဒါ recommend ပေးတယ်ပေါ့ဗျာဒီမှာဝင်ပြီးတော့ကျွန်တော်တို့ freelancer တွေအတွက်အဆင်ပြေတယ်နောက်ထပ်ဒီမှာလည်းရှိတယ်အများကြီးပါပဲဒါပေမဲ့ဒီဟာတွေတော့ကျွန်တော်ဟောပြပြီးတော့ remove job နဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်တို့ flat job တို့ဒီ remove okay token name ဒီထဲမှာကျွန်တော် remove နဲ့ပတ်သက်ပြီးတော့ကျွန်တော် freelancer တွေဒီထဲမှာဆိုလည်းတော်တော်အဆင်ပြေတယ်ဒီ remove okay ဆိုတဲ့ဟာနဲ့ပြီးတော့ကျန်တဲ့ဟာဆိုရင်တော့ဒီကျွန်တော်မလုပ်ဖူးတဲ့အတွက်တော့ကျွန်တော်မသိပါဘူးဒီထဲမှာကျွန်တော် recommend ပေးတဲ့ဟာအတွက်တော့ကြားဟာတွေကတော့ဝင်တော့လေးလာဘူးလေကျန်တဲ့ကတော့မကြိုက်ဘူးကျွန်တော်ဒီ freelance လုပ်ချင်တဲ့လူတွေအတွက်ဆိုရင်ကျွန်တော်တို့မြန်မာ freelance hacker ဒီမြန်မာ freelance hacker ပြီးရင်ကျွန်တော်တို့ app work ကကျွန်တော်တို့ဒီ app work ကနောက်တစ်ခုကကျွန်တော်တို့ဒီ top 10ရဲ့ remove job နဲ့ပတ်သက်ရင် removeok.com မှာကကျွန်တော်တို့အလုပ်လုပ်ရတာအဆင်ပြေပါတယ် freelance လုပ်ချင်တဲ့လူတွေကျွန်တော်တို့ကိုယ်ပိုင်ထိုင်ပြီးတော့အိမ်မှာပဲထိုင်ပြီးတော့ကျွန်တော်တို့ဝင်ငွေရှာတဲ့လူတွေအတွက်ကတော့ဒီကိုယ် career တစ်ခုပေါ်မှာ professional တယောက်ဖြစ်နေတယ်ဆိုရင် career လမ်းကြောင်းတစ်ခုပေါ်မှာကိုတက်ကျွမ်းတဲ့ career လမ်းကြောင်းတစ်ခုပေါ်မှာ professional ဖြစ်နေတဲ့လူတွေအတွက်ဆိုရင်ဒီကျွန်တော်တို့ဒီ freelance website လေးတွေအဆင်ပြေပါတယ်အခြား website တွေကတော့ကျွန်တော်တို့ Facebook မှာ group တွေအများကြီးရှိပါတယ်အဲ့ဒါလေးတွေလည်းကျွန်တော်တေချာကြည့်ပြီးတော့ကျွန်တော် sharing ထပ်လုပ်ပေးသွားပါမယ်အားလုံးပဲအလုပ်ကိုင်းနေအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်